တင်သိပါသလားကမ္ဘာချမ်းသာသောပုဂ္ဂိုလ်ဘီဂရိတ်ဟာတစ်နှစ်ကိုစားဝတ်ရည်ပေါင်း50ကျော်ဖြစ်ပါတယ်သူတို့ကဘာလို့များနေတဲ့ကြားကစားဖက်နေကြတာလဲအရေးကတော့စားအုပ်ဆိုတာအောင်မြင်သူတွေရဲ့တော်ရနဲ့ဖြစ်နေလို့ပါပဲစားဖက်တွေဆိုတာသလုံးတွေကိုလိုက်ကြည့်နေတာမဟုတ်ပါဘူးတင်းအောင်နောက်ကိုဂျင်မိတ်ဆော့နေတာပါစားဖက်ချင်းကတင်းမဝါကိုဘယ်လိုပြောင်းလဲပေးနိုင်လဲဆိုတာချက်လေးချက်နဲ့ပြပေးသွားပါမယ်နံပါတ်1မြင်ကြလာခြင်းပထမချက်က broad perspective ပါစာအုပ်တော့ဖတ်လိုက်တာတခြားသူတစ်ယောက်ရဲ့ဘဝအတွေ့အကြုံဆယ်စုနှစ်တစ်ခုစာကိုမိနစ်ပိုင်းအတွင်းရရှိလိုက်တာပါကိုယ်တိုင်မကြုံဘူးတဲ့လောကကြီးကိုသူများမျက်လုံးနဲ့မြင်ကြည့်ခွင့်ရလို့အမြင်ကျဲသူတစ်ယောက်ဖြစ်လာစေပါတယ်နံပါတ်2စိတ်ပစ္စည်းမှုရောကြခြင်းဒုတိယချက်က step relief ပါစဉ်းကျင်နေလား6မိနစ်လောက်ပဲအအောင်စိုက်ပြီးစာဖတ်ကြည့်ပါသူတွေတနာတွေကစာဖတ်ခြင်းဟာစိတ်ပစ္စည်းမှုကို60%ကျော်ချက်ချင်းရောကြစေပါတယ်ဒါဟာတင်းစိတ်အတွက်အကောင်းဆုံးပန်းဖြေနေပါပဲနံပါတ်3ဝေဖန်ပိုက်ချနိုင်စွာတတိယချက်က critical thinking မှာစာဖတ်တဲ့သူဟာဘယ်အရာကိုမဆိုလက်ရှိမမြင်တော့ဘူးအကျိုးနဲ့အကြောင်းကိုတွေးတောစဉ်းစားလာတဲ့အတွက်ဘဝရဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုပုံမှန်မကန်အောင်ဆုံးဖြတ်ချက်ချလာနိုင်ပါတယ်နံပါတ်4စာနာနားလည်မှုနောက်ဆုံးချက်ကတော့အမတိပါလူသားတဦးချင်းစီရဲ့ခံစားချက်ကိုကိုချင်းဆိုင်ရင်းနဲ့စာနာစိတ်တိုးတက်လာပါတယ်ဒါဟာလူမှုဆက်ဆံရေးနယ်ပယ်မှာလူကြည့်လူခင်ပေါ်ရလူဖြစ်လာစေဖို့ကြီးမားဆုံးအထောက်အကူပြုပါတယ်ယနေ့စာဖတ်သူဟာနောက်တစ်ချိန်မှာခေါင်းဆောင်ဖြစ်လာနိုင်မယ်ဆိုတဲ့စကားအတိုင်းပါပဲဒီနေ့ကို15မိနစ်ပဲစာဖတ်ကြည့်ပါဒီနေ့ကြာမှာတင်းရဲ့အတွေးခေါ်တွေအောင်စရာကောင်းလာအောင်ရင်းချလာတာကိုတွေ့ရပါလိမ့်မယ်